နတ်ဖျားမဟာသူမကိုယ်တိုင်လူကိုယ်တိုင်စုဆောင်းခဲ့တဲ့သူရဲကောင်းတွေဟာအခုထက်ထိအတွေ့အကြုံမရှိသေးတဲ့အဆင့်မှာပဲရှိနေသေးလိမ့်မယ်လို့ဘယ်တော့မှမထင်မှတ်ခဲ့မိပါဘူးသူမဆုံးဖြတ်ခဲ့တဲ့ Alan Owen ကတော့ခေတ်တစ်ခေတ်ရဲ့အတန်မာဆုံးစစ်တီတော်ဖြစ်နေခဲ့ပါပြီသူဟာမော်ဆီယာအဖွဲ့အစည်းကိုအပြတ်သက်ရှင်းလင်းပစ်ခဲ့ရုံတင်မကပဲသူ့ရဲ့ကိုယ်ပိုင်တိုက်ပွဲဝင်တပ်မဟာကိုလည်းဖွဲ့စည်းထားပြီးဖြစ်ပါတယ်ဒါပေမဲ့နတ်ဖျားမရဲ့အဖွဲ့ထဲမှာတော့အဆင့်အမြင့်ဆုံးအဖွဲ့ဝင်ဟာ level 28ကိုပဲရောက်ပါသေးတယ်ဒီလိုနှိမ့်ကွေးတဲ့တိုးတက်မှုဟာနတ်ဖျားမကိုအလွန်စိုးရိမ်ပူပန်စေခဲ့ပါတယ်ဒါကိုဖြည့်ရှင်းဖို့အတွက်သူမဟာနိုင်ငံတီးတီးကအထူးကြုံဆုံးစစ်တီတော်တွေကိုအထူးငှားရမ်းပြီးသူရဲကောင်းတွေအတွက်ပြင်းထန်တဲ့လေ့ကျင့်မှုတွေကိုပြုလုပ်ပေးခဲ့တယ်လို့နတ်ဆိုးအုပ်စုဆုံး Demon Swan Zone မှာတကယ်တိုက်ပွဲအတွေ့အကြုံတွေရရှိစေဖို့စီစဉ်ပေးခဲ့ပါတယ်ဒါပေမဲ့ Alan ကလည်းဒီနေရာကိုပဲလာနေတယ်ဆိုတာကိုတော့နတ်ဖျားမဟာဘယ်တော့မှမျှော်လင့်မထားခဲ့ပါဘူးနတ်ဆိုးအုပ်စုဆုံးရဲ့အပြင်ဘက်ဒေသမှာ Alan ဟာဒုက္ခရောက်နေတဲ့ FL မင်းသမီးလေးတစ်ပါးကိုမတော်တဆကယ်တင်မိခဲ့ပါတယ်မထင်မှတ်ဘဲရရှိနေလို့ခေါ်တဲ့မော်ဆီယာအဖွဲ့ဟာရုတ်တရက်ပေါ်လာပြီးသူတို့ဟာငကားနဲ့မြင်းစည်းသူရဲများ Black Dragon Knights ကိုဖျက်ဆီးခဲ့တဲ့တကယ်တရားခံတွေဖြစ်တယ်လို့အခိုင်အမာပြောဆိုခဲ့ပါတယ်သူတို့ကလူတိုင်းကိုချက်ချင်းလက်နက်ချဖို့တောင်းဆိုခဲ့ကြပါတယ်ဒီကြေညာချက်ကြောင့် F မင်းသမီးလေးဟာတခက်ခဲရေမောမိသွားပါတယ်ဒီလိုအထားပြပြီးလူလိမ်နေတဲ့သူတွေဟာတကယ်လူစစ်စစ်ရဲ့ရှေ့မှောက်မှာသူတို့ရဲ့စွမ်းအားကိုလာကြောင်းဝင်ကြတယ်လေဒါကြောင့် F မင်းသမီးလေးဟာသူမရဲ့တကယ်အထောက်အထားအမှန်ကိုထုတ်ဖော်ပြသလိုက်ပါတယ်ရုတ်တရက်အခြေအနေတွေပြောင်းလဲသွားတာနဲ့ရင်ဆိုင်ရတဲ့အခါမှာတော့မော်ဆီယာခေါင်းဆောင်ဟာတည်တည်ငြိမ်ငြိမ်နဲ့ပဲရှိနေခဲ့ပါတယ်သူဟာအဖွဲ့အစည်းထဲမှာအတမာဆုံးညီကိုနှစ်ယောက်ကိုချက်ချင်းဆင့်ခေါ်လိုက်ပြီး Alan လူမျိုးအကောင်တေးသေးလေးတွေဟာပုံမနေပဲထွက်လာပြီးအသေးခံတင်တယ်လို့လှောင်ပြောင်းလိုက်ပါတယ် Alan ကတော့စကားများပြီးအချိန်မဖြုံးချင်တော့ပါဘူးသူဟာအဝေးကတစ်ပင်ထိပ်တွေထဲမှာပုံကွယ်နေရင် slime ရဲ့ဆန့်ထွက်နိုင်တဲ့စွမ်းရည်ကိုအသုံးပြုပြီးအဝေးကရန်သူအားလုံးကိုအကျော်တည်သွားအောင်အပြတ်တက်ပူးပေါင်းဆောင်ရွက်လိုက်ပါတယ်ခေါင်းဆောင်ဖြစ်သူဟာမြင့်တက်သွားခဲ့ပါတယ်သူဟာကျူးကျော်သူမှန်သမျှကိုချက်ချင်းသတင်းပို့ဖို့အတွက်အထူးတပ်ဖွဲ့တွေကိုအနီးနားမှာရှင်းရှင်းလင်းလင်းချထားခဲ့တာပါAlan ကတော့အေးအေးဆေးဆေးပဲပြန်ပြောလိုက်ပါတယ်အဲ့ဒီစောင့်ကြည့်နေတဲ့လူ15ယောက်ကိုသူစကားမဆုံးခင်ကတည်းကရှင်းလင်းပြီးသားဖြစ်တယ်လို့ပေါ့ဒါတင်မကသေးပဲ Alan ဟာလူတိုင်းပေါ်ကိုအစိတ်တင်စေတဲ့အာနီတင်ကိုပါထုတ်လွှတ်လိုက်ပါတယ်မော်ဆီယာတွေဟာခုခံဖို့အခွင့်အရေးတောင်မရလိုက်ပဲလုံးဝချေမှုန်းခံလိုက်ရပါတယ်မော်ဆီယာဖွဲ့စည်းပြင် F Queen Alvana ကမျိုးစားကြီးဟာလည်း Alan ကိုလိုက်လံရှာဖွေနေခဲ့ပါတယ် Alan ဟာအခုတင်မဲ့လုပ်ခဲ့တဲ့နီလန်တိုင်းမျိုးစားကြီးရဲ့တပ်ဖွဲ့တွေကိုလည်းကင်တွယ်ဖို့ရည်ရွယ်ထားခဲ့တာပါဒါပေမဲ့ Slide ဟာစွမ်းအင်ကုန်ခန့်မှုကြောင့်ယာယီတိုက်ခိုက်နိုင်စွမ်းမရှိတော့ပါဘူးကြားတစ်လူသားဟာသူ့ဘေးကနေပါဝင်တိုက်ခိုက်ပေးဖို့သဘောတူခဲ့ပါတယ်မင်းသမီးလေးကတော့အမောက် F Dark Elf မိန်းကလေးကိုကာကွယ်ဖို့အတွက်အနီးနားမှာပုံကွယ်နေခဲ့ပါတယ်မျိုးစားကြီးရဲ့တပ်ဖွဲ့တွေရောက်လာတဲ့အခါမှာတော့ Alan ဟာအနီးနားမှာတစ်ခါပြန်ပုံကွယ်လိုက်ပါတယ်ကြားတစ်လူသားဟာမော်ဆီယာတွေကိုသူပဲရှင်းလင်းပစ်ခဲ့တယ်လို့မျိုးဟန်ဆောင်လိုက်ပါတယ်ရန်သူမြင်းစည်းသူရဲတွေတိုက်ခိုက်မှုစတင်တဲ့အချိန်မှာတော့ Alan ဟာရုတ်တရက်ဝင်ရောက်တိုက်ခိုက်ပြီးမျိုးစားကြီးရဲ့ရှေ့တန်းတပ်ဖွဲ့တစ်ခုလုံးကိုအကျော်တည်စေပြီးအစိတ်ခတ်လိုက်ပါတယ်မျိုးစားကြီးဟာသူတို့ကိုဘေးပတ်ပတ်လည်ကနေဝိုင်းညက်တိုက်ခိုက်ဖို့ကြိုးစားခဲ့ပါတယ် Alan နဲ့ကြားတစ်လူသားတို့ထွက်ပြေးစရာလမ်းမရှိတော့တာကိုမြင်တဲ့အခါမှာတော့သူဟာအောင်ပွဲကသူ့လက်ထဲမှာပဲရှိတော့တယ်လို့ယုံကြည်သွားပါတယ်သူဟာမြင်းပေါ်မှာတင်အောင်ပွဲခံဖို့စတင်နေပြီးကြားတစ်လူသားရဲ့တားရည်ကိုစုတစိတ်တစ်ခုအဖြစ်ပြုလုပ်ပြမယ်လို့ကြွေးကြော်နေခဲ့ပါတယ်ဒါကိုဆက်ပြီးတီးမခံနိုင်တော့တဲ့ Alan ဟာအကျော်တည်စေတဲ့မန်တန်ကိုရွတ်ဆိုလိုက်ပါတယ်ဒါပေမဲ့ဒီစွမ်းရည်မှာပြစ်မှတ်အရေးအတွက်ကန့်သက်ချက်ရှိနေတာကိုတီးလိုက်ရလို့သူအံ့ဩသွားခဲ့ပါတယ်ရှေ့တန်းစစ်တီ80ကိုအကျော်တည်စေပြီးတဲ့နောက်မှာတော့သူထပ်ပြီးအသုံးပြုလို့မရတော့ပါဘူးဒီလိုအရေးကြီးတဲ့အချိန်မှာပဲသူဟာရန်သူတွေကိုနှောက်ယှက်ဖို့အတွက်မျက်စိကျိန်းစေတဲ့မော်မန်တန်ကိုအမြန်ရွတ်ဆိုလိုက်ပါတယ်ကြားတစ်လူသားဟာလည်းအလိုက်တင်ပူးပေါင်းဆောင်ရွက်ပြီးမျိုးစားကြီးရဲ့အချွေရန်တွေကိုလင်းမြန်စွာတပ်ဖြတ်ပစ်ခဲ့ပါတယ်အခြေအနေဟာသူ့အတွက်မဟန်တော့ဘူးဆိုတာကိုသိသွားတဲ့မျိုးစားကြီးဟာစုတ်ခွာဖို့အတွက်သူ့ရဲ့တော်ဝင်တပ်တော်ဆောင်တွေကိုချက်ချင်းဥဆောင်လိုက်ပါတယ်ဒါပေမဲ့ Alan ကတော့ဘသူ့ကိုမှလွတ်မြောက်ခွင့်ပေးဖို့ရည်ရွယ်ချက်မရှိပါဘူးသူဟာကြားတစ်လူသားကိုသူတို့ရဲ့စုတ်ခွာမဲ့လမ်းကိုပိတ်ဆို့ဖို့ဆေးလွတ်လိုက်ပြီးသူကိုယ်တိုင်ကတော့ကြန့်ရှိနေတဲ့ရှေ့တန်းတပ်ဖွဲ့တွေကိုလင်းမြန်စွာရှင်းလင်းပစ်ခဲ့ပါတယ်မျိုးစားကြီးကတော့တကယ်အခြေအနေမှန်ကိုမသိသေးပဲတေးတံပေးမယ်ဆိုပြီးဆက်လက်ချင်းချောက်နေတော့မှာပဲ Alan ကတော့အေးအေးဆေးဆေးပဲနောက်ထပ်အကျော်တည်စေတဲ့မန်တန်တစ်ခုကိုရွတ်ဆိုလိုက်ပါတယ်အဆုံးမှာတော့ဒါဟာကြားတစ်လူသားရဲ့ကဘာရန်သူဖြစ်လို့သူကိုယ်တိုင်ပဲအဆုံးတက်ရမှာဖြစ်ပါတယ်တိုက်ပွဲပြီးဆုံးသွားတဲ့နောက်မှာတော့လူတိုင်းဟာရေခဲမော်ပညာကိုအသုံးပြုခဲ့ကြပါတယ်မော်ဆီယာတွေဟာငကားနဲ့မြင်းစည်းသူရဲတွေကိုတတ်ခဲ့တဲ့အဖြစ်ကိုသူတို့အလိုလျောက်ခံယူသွားခဲ့ကြတာမို့ရုပ်လောင်းတွေကိုဖျက်ဆီးပစ်လိုက်ပြီးတော့သူတို့ဟာဒီအဖြစ်ကိုထာဝရတည်ဆောင်သွားကြမှာဖြစ်ပါတယ်ရက်အနှဲငယ်ကြာပြီးတဲ့နောက်မှာတော့အဖွဲ့ဟာနတ်ဆိုးအုပ်စုဆောင်ရဲ့ဗဟိုချက်ဒေသကိုရောက်ရှိလာခဲ့ပါတယ်ကြားတစ်လူသားရဲ့ပြောပြချက်အရအလဲကတစ်ပင်ကြီးကိုပျက်စီးနေသောတစ်ပင် Crotatory လို့ခေါ်ပြီးအချို့ကတော့ဒါဟာတစ်ချိန်ကမြင့်မြတ်သောတစ်ပင် Secretary ဖြစ်ခဲ့တယ်လို့ဆိုကြပါတယ် Forbidden Witch ကိုရှာဖွေဖို့အတွက်လမ်းညွှန်မြေပုံကိုအသက်သွင်းဖို့ကြားတစ်လူသားရဲ့လက်ထဲကိုမာနာစွမ်းအင်ထည့်သွင်းပေးဖို့လိုအပ်ပါတယ်မြေပုံပေါ်ကအစိမ်းရောင်ဆက်ကသူတို့ရဲ့လက်ရှိတည်နေရာကိုပြသနေပြီးအနီရောင်ဆက်ကတော့တားမြစ်ထားသောဆုံးမ